တင်တီအပ်တော်တမချန်းအစီအစဉ်မှာနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါရရှင်။တော်ရရှိမြခင်ဗျာကျွန်တော်တို့မီတင်းနေထိုင်တဲ့ဒီကဘာကြီးရဲ့နေ့ရက်တည့်ရက်မှာတော့နေဟာအနောက်ဘက်ကိုဝင်ချိန်ခံပေမဲ့မဝင်မဲနေခဲ့သလိုလကလည်းရက်တက်နေခဲ့တယ်။အဲ့ဒီနေ့ဟာဝမ်းသာပျော်ရွှင်တာယာကြည်နူးပွေရမဟုတ်ဘဲသွေးချောင်းစီးခဲ့ရတဲ့အကြီးတန်းသောနေ့ရက်တည့်ရက်သားလျင်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့လို့ဖျားရှင်ရဲ့တကူတော်ကိုမြတ်ဝါထင်နေမြင်တွေ့ခဲ့ရတဲ့နေ့ဖြစ်ပါတယ်။ဒီစัจ java လာကြီးထဲမှာသက်ရှိသက်မဲ့ရှိသမျှအရာအလုံးဟာဖျားရှင်ရဲ့ထိမ့်ချုပ်စီရင်ချက်အောက်မှာသာလျှင်ရှိနေကြတဲ့အကြောင်းလောကရန်ဘောခီလမ်းမှာဖျားရှင်ဟာလူသားတွေအတွက်ထာဝရအသက်ဒီဟုသောကောင်းကြီးမင်္ဂလာကိုချပေးတော်မူလျက်ရှိတဲ့အကြောင်းပေါ်ပြရင်ယောရှုမှတ်စာအခန်းကြီး30အခန်းကြီး17နဲ့အခန်းကြီး12တို့ကိုဒေါက်တာထွန်းမြတ်အေးကအခုလိုသုံးသပ်ရှင်းလင်းထားပါတယ်။ဒီလိုထူးထူးဆန်းဆန်းဖြစ်ရကလေးတွေကိုလေ့လာဖို့ယောရှုမှတ်စာအခန်းကြီး30ရဲ့အငယ်1မှ4ကိုစတင်နားဆင်ကြည့်ကြပါစို့။ယောရှုသည်ယေရီခေါမြို့နှင့်မင်းကြီးကိုပြုတ်တဲ့သို့အာဣမြို့နှင့်မင်းကြီးကိုတိုက်ယူ၍ရှင်းရှင်းဖျက်ဆီးကြောင်းကို၎င်းဂိဘောင်မြို့သားတို့သည်ဣသရေလအမျိုးသားတို့နှင့်မိသဟာယဖွဲ့၍အတူနေကြောင်းကို၎င်းယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည်ကြားသောအခါဂိဘောင်မြို့သည်မြို့တော်ကဲ့သို့ကြီးစွာသောမြို့အာဣမြို့တဲ့ကြီး၍မြို့သားယောက်ျားအပေါင်းတို့သည်ခွန်အားနှင့်ပြည့်စုံသောကြောင့်အလွန်ကြောက်ရွံ့ကြ၏ထိုအခါယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည်ဟေဗျံမင်းကြီးဟောဟန်ယာမုတ်မင်းကြီးပိရန်လာခိရှမင်းကြီးယာဖျာဧဂလုံမင်းကြီးဒေပိရတို့ထံသို့ဆေးလွှတ်၍ဂိဘောင်မြို့သည်ယောရှုမှစ၍ဣသရေလအမျိုးသားတို့နှင့်မိသဟာယဖွဲ့သောကြောင့်ထိုမြို့ကိုလှုပ်ကြံခြင်းငှာငါထံသို့လာ၍ငါနှင့်အတူကူညီကြပါဟုနှိုးဆော်သည့်အတိုင်းပြီးခဲ့တဲ့ကျမ်းမှာတော့ငါဘုရားသခင်ကအကုန်လုံးဖျက်ဆီးပြေဆိုတဲ့အမိန့်ကြီးချထားတဲ့ကြားတွေကလူသားရဲ့အုတ်နောက်ကလာတဲ့အတွေးနဲ့ဂိဘောင်ဆိုတဲ့ဒေသသားဟိဝိလူတွေနဲ့မိတ်ဆွေဖွဲ့ပြီးတဲ့နောက်ဒီဟိဝိတွေလိမ်မှန်းသိတဲ့အခါမှာတော့ဣသရေလအဖို့ထင်းခုတ်ရေခတ်အလုပ်တွေလုပ်ပေးဖို့ဒီလူတွေကိုတာဝန်ပေးပြီးတော့အသက်ဘေးကချမ်းသာပေးခဲ့တယ်ဆိုတာကိုသိခဲ့ရပြီနော်အခုအချိန်မှာတော့ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်အမှုပြုတဲ့တခြားမင်းကြီးတစုတို့ဟာဒီသတင်းတွေကြားပြီးတော့ဆွေ့ခုံဖြစ်ကုန်ပြီတဲ့ဂိဘောင်တွေဟာအားကောင်းတဲ့မြို့နဲ့အားကောင်းတဲ့ပရိသတ်ဖြစ်တယ်ဒင်းတို့နဲ့ဣသရေလတွေပေါင်းမိပြီးဆိုရင်တော့တို့တော့ဒုက္ခရောက်တော့မယ်တဲ့အဲ့ဒါဟာသူတို့သဘာဝအုံနောက်ကလာတဲ့စင်ကျင်တုံတရားပဲဝိညာဉ်ရေးသဘောတော့အရှင်းမပါဘူးအမှန်တော့ဣသရေလတို့ဂိဘောင်တို့ရဲ့အင်အားဆိုတာဟာသာမညာထာဝရဘုရားရဲ့အင်အားကသာလျှင်အဓိကဒါကိုဣသရေလဆိုတဲ့လူမျိုးတော်တောင်မှမကြာခဏရောင်တောင်ပေါင်တောင်ဖြစ်လိရှိတော့နတ်ကိုသာကိုးကွယ်တဲ့ခါနန်သားတွေဘယ်လိုလုပ်ပြီးတော့ညံမိမလဲစဉ်းစားနိုင်မလဲထားပါတော့အဲ့ဒီလိုယေရုရှလင်မင်းကြီးကဥဆောင်လိုက်တဲ့တပ်ပေါင်းစုကြီးအကြောင်းကိုဆက်ပြီးတော့ကြည့်ကြပါယောရှုမှတ်စာအခန်းကြီး30အငယ်9ယေရုရှလင်မင်းကြီးဟေဗျုံမင်းကြီးယာမုတ်မင်းကြီးလာခိရှမင်းကြီးဧဂလုံမင်းကြီးဒီဟုသောအာမောရိမင်းကြီး၅ပါးတို့သည်စီဝေ၍မိမိတို့ဘောပါစစ်သည်အပေါင်းတို့နှင့်တကွစစ်ချီ၍ဂိဘောင်မြို့ရှေ့မှတပ်ချလျက်စစ်တိုက်ကြ၏ဣသရေလတမျိုးတည်းကိုတောင်ငြိမ်းချမ်းရေးကိုမရရတဲ့နည်းနဲ့ယူထားတဲ့ဂိဘောင်အခုလိုယေရုရှလင်တို့ဟေဗျုံတို့စသဖြင့်တပ်တော်ကြီးပေါင်းစုပြီးလာတော့ဘယ်တိုက်ဝင်ပါမလဲချက်ချင်းသွေးလေ6ချကုန်ကြပြီဆိုတာရှင်းရှင်းကြီးသဘောပေါက်နိုင်လောက်ပါတယ်ဒါကိုအငယ်6နဲ့9မှာကြည်ပါဂိဘောင်မြို့သားတို့သည်ယောရှုရှိရာဂိလဂါလမြို့သို့ဆေးလွှတ်၍ကိုတော်ဤကျွန်တို့ကိုကြည့်ရှုလျက်နေတော်မမူပါနှင့်အလင်းအမြန်ကြွ၍မဆကဲတင်တော်မူပါတောင်ပေါ်မှနေသောအာမောရိမင်းကြီးအပေါင်းတို့သည်ကျွန်တော်ကိုစစ်တိုက်ခြင်းကစီဝေကြပါပြီဟုလျှောက်၏ယောရှုသည်လည်းစစ်မှု၌ကျင်လည်သောသူခွန်အားကြီးသောသူရဲ့အပေါင်းတို့နှင့်တကွဂိလဂါလမြို့မှတက်သွားလေ၏ထာဝရဘုရားကလည်းသူတို့ကိုမကြောက်နှင့်သင်၏လက်၌ငါအပ်မည်သင်ရှေ့မှလူတစ်စုံတစ်ယောက်မျှမခံရနိုင်ရဟုယောရှုအားမိန့်တော်မူ၏ယောရှုသည်ဂိလဂါလမြို့မှတညလုံးချီသွား၍ရန်သူတို့ကိုအမှတ်တမဲ့တိုက်လာသဖြင့်ထာဝရဘုရားသည်သူတို့ကိုဣသရေလအမျိုးသားရှေ့မှရှုံးစေ၍ဂိဘောင်မြို့နားမှကြီးစွာသောလှုပ်ကြံခြင်းအပြင်ဖတ်၍ဘေသောယုံမြို့သို့သွားသောလမ်း၌လိုက်လျက်အဇေကာမြို့မက္ကဒါမြို့တိုင်အောင်လှုပ်ကြံတော်မူ၏ယောရှုဟာတဲ့အချက်အနေနဲ့ဂိဘောင်သားတွေနဲ့ပြုလုပ်ထားတဲ့ဂရိတစ္ဆာကိုတည်စေတယ်နှစ်အချက်အနေနဲ့ထာဝရဘုရားရဲ့အမိန့်တော်ကိုနာခံပါတယ်ဒါဟာဒီစစ်ပွဲရဲ့ကြော်ရုပ်ပဲ
နောက်တစ်ခုကတော့ဖျားသခင်ပေးတဲ့ဂတိတော်ကိုဖြည့်ဆည်းရမှာလုံးလဥဒ္ဒဟပါဝင်တယ်ဉာဏ်ရည်ကိုလည်းသူသုံးတယ်သတ္တိဗျတ္တိလည်းမလျော့ခဲ့ဘူးဆိုတာကိုကျွန်တော်တို့အလေးအနက်သုံးသပ်နိုင်ပါတယ်ကျွန်တော်အချိန်ချင်းပြောခဲ့တယ်လို့ပေါ့ဖျားသခင်ဟာမုံကိုခွန့်ကြွေးတဲ့အထိကျေးဇူးပြုခြင်းမှပြုမယ်တခါတလေတော့လေအဲ့ဒီလောက်အထိလုံမပေးဘူးဆံပေးမယ်ဂျုံပေးမယ်ပဲပေးမယ်နှမ်းပေးမယ်ချက်ပြုတ်စားဖို့ကစီထုတ်ဖို့ကတာဝန်တွေဟာကိုယ့်ရဲ့တာဝန်အခုနှုတ်ကပတ်သမာကျမ်းစာတော်မြတ်ငပြောသည့်အခွန်နှွားစားရတဲ့လောက်လွယ်တဲ့အပိုင်းကြီးရှိတယ်လို့အလွန်ဝိညာဉ်ခွန်အားတောင်းခံပြီးတော့အပြေရှာယူရတဲ့အပိုင်းကြီးလေအများကြီးရှိနိုင်တယ်အခုအချိန်မှာဘုရားသခင်ရဲ့အမိန့်နဲ့ကောင်းကြီးကိုသုံးပြီးတော့ဒီမင်းကြီး၅ပါးတို့ရဲ့တပ်ပေါင်းစုကြီးကိုယောရှုဟာအတင်းဝင်တိုက်တာအဲ့ဒီရန်သူတွေဟာစစ်မြေပြင်ဂိဘောင်ကနေတခြားလမ်းသာတဲ့မြို့တွေအထိဝရုံသုံးကထက်ပြေးကြရတာအဲ့ဒါတောင်မလွတ်ဘူးအကုန်ပြောင်တလင်းခါသွားတဲ့သဘောမျိုးတွေ့ရတယ်ဒါဟာကမ္ဘာသမိုင်းမဟုတ်ဘူးနော်ဓမ္မသမိုင်းအေးအဲ့ဒီဓမ္မသမိုင်းဟာကမ္ဘာသမိုင်းကစာတလုံးဘို့မဟုတ်ပေတစ်ဖွဲ့တစ်ခုမှကူးမယူဘူးကမ္ဘာသမိုင်းကတော့အဲ့ဒီဓမ္မသမိုင်းကိုကြည့်ပြီးမသိမသာလေးခိုးချထားတယ်ဘလောက်ရည်စရာကောင်းတယ်လေယောရှုမှတ်စာအခန်းကြီး30အငယ်7မှ14ထိုသူတို့သည်ဣသရေလလူတို့ရှေ့မှပြေး၍ဘေသောရုံမြို့သို့ဆင်းသွားရာတွင်ထာဝရဘုရားသည်မိုးကောင်းကင်မှကြီးစွာသောမိုးသည်ကိုအဇေကာမြို့တိုင်အောင်သူတို့အပေါ်၌ချတော်မူ၍သူတို့သည်ဣသရေလလူတို့၏ဓာဘေးကြောင့်သေသည်တဲ့မိုးသည်ကြောင့်သာ၍သေကြ၏ထိုသောအာမောရိလူတို့ကိုဣသရေလအမျိုးသားတို့၌အပ်တော်မူသောနေ့မှာယောရှုသည်ထာဝရဘုရားကိုဆုတောင်းပြီးလျှင်အိုးနေသင်သည်ဂိဘောင်မြို့၌၎င်းအိုလာသင်သည်အာရလုံကျိုင်း၌၎င်းငြိမ်ဝတ်စွာနေလောဟုဣသရေလအမျိုးသားများရှေ့တွင်ဝက်ဆိုသည့်အတိုင်းဣသရေလလူတို့သည်ရန်သူတို့အားအပြစ်ဒဏ်မပေးမီတိုင်အောင်နေသည်ငြိမ်ဝတ်စွာနေ၍လာသည်ရက်လေ၏ယာရှာဤစာ၌ပါသည်ကမိုးကောင်းကင်အလယ်၌နေသည်ရက်နေ၏ဝင်းမြဲဝင်အံ့သောငါတနေ့လုံးအရှင်းမပြုတ်ဟုပါသည်မဟုတ်လောထာဝရဘုရားသည်လူစကားကိုနားထောင်၍ထိုသို့သောနေ့တနေ့မျှမဖြစ်စဘူးနောက်တဖန်လည်းမဖြစ်အကြောင်းမူကားထာဝရဘုရားသည်ဣသရေလအမျိုးဘက်မှစစ်တိုက်တော်မူ၏အခုအပိုင်းကျမ်းကတော့သမာကျမ်းစာကိုနောက်ချင်းပြောင်ရင်တယောခြင်းတဲ့လူတွေအကွက်ကောင်းကောင်းစိုက်တဲ့အပိုင်းပဲယောရှုကဆူတောင်းပြီးနေကိုရက်ခိုင်းတယ်နေကလည်းရက်တယ်ဆိုတဲ့အချက်ဟာယုတ်တိမရှိဘူးပေါ့အားလုံးသဘောပေါက်ဖို့ကတော့ပါဇက်ကရက်လော့ဆိုတာကသာယောရှုတကယ်ရက်ခိုင်းတာကဘုရားသခင်ဆိုတာကိုမစင်စားမိရင်တော့ဒါဟာမဖြစ်နိုင်စရာထင်စရာပဲပေါ့ခေါင်းခဲစရာအချက်ပဲပေါ့သူပိုင်တဲ့စัจ java လာကြီးတွေကတခုသောစัจ java လာငယ်အစိတ်ပိုင်းကလေးဖြစ်တဲ့နေကိုသူရက်ခိုင်းတာဘာဆန်းတယ်လေလွန်ခဲ့တဲ့1994ခုနှစ်တုန်းကဂျူပီတာဆိုတဲ့ကြာသာပတေးဂျိုကြီးကိုကျယ်တကွန်ကြီးတစ်ခုကဝင်တိုက်တာကိုကဘာကသိပ္ပံပညာရှင်တွေတအံ့တော်လှမ်းပြီးကြည့်ကြတယ်ကဘာတစ်ခွန်းလုံးသိပ္ပံလောကမှာအထိတ်လန့်နေဖြစ်ကုန်လေလေတို့ကဘာကြီးကိုအဲ့ဒီလူများတစ်ခုခုကဝင်တိုက်အောင်မလားဆိုတဲ့အတွေ့အကြုံနဲ့ခြောက်ချားခဲ့ကြရသေးတယ်မဟုတ်ဘူးလားအေးအဲ့ဒီနေကြီးကိုအဲ့ဒီအချိန်တုန်းကအဲ့ဒီလိုရက်ခိုင်းယုံရက်ခိုင်းဓာကိုပဲကျေးဇူးတင်ဟုတ်အခုတီရှိစဲအကွာအဝေးကနေကဘာဘက်ကိုဒီနေကိုနည်းနည်းကတ်လိုက်ဆန်းဆိုပြီးတော့များဖျားသခင်အမိန့်ပေးရင်လीကျွန်တော်တို့အကုန်လုံးဒုက္ခရောက်ပြီလူစင်စစ်ကနေအမဲကြောက်တို့အာပြဲကြောက်တို့လိုဖြစ်ကုန်ကြပြီဘလောက်ကြောက်ဖို့ကောင်းတယ်လေဖျားသခင်ဟာဖန်ဆင်းရှင်အကျွင်းမဲ့အာနာရှင်ဒီအချက်ကိုကျွန်တော်တို့ဘယ်လို့မှမေးဖြောက်လို့မရဘူးအခုနေကိုရက်လောလို့ယောရှုကပြောတာရန်သူတွေကိုအလင်းရောင်အောက်မှာတိုက်ခိုက်သုတ်သင်ဖို့အတွက်ဖျားသခင်ကိုဆုတောင်းပြီးတော့အမိန့်ပေးတဲ့အဖန်ဖျားသခင်ကရက်ခိုင်းတာအဲ့ဒါကိုဖျားသခင်ကခွင့်ပြုတယ်အောင်မဲ့ခွင့်ပြုတာတောင်မှနော်နေကရက်တန့်ချိန်မှာမပူအောင်လို့မိုးသီးတွေလှုပ်ပြီးချထားပေးသေးတယ်ဒါဟာတကိုးတော်မဟုတ်လို့ပါလေနောက်တစ်ခုအံ့ဩဖို့ကောင်းတာရှိသေးတယ်နော်ပထမပိုင်းမှာသာလကိုလည်းရပ်ပေးပါဆိုပြီးတော့တွေ့ရတယ်နောက်ပိုင်းတစ်ချက်မှမပြောတော့ဘူးနေရလရကဘာမြေရဲဟာတစ်ခုနဲ့တစ်ခုလဲပတ်ရင်းနဲ့ဆက်ဆက်နေတယ်ဆိုတဲ့သိပ္ပံပညာကိုဒီကျမ်းဟာတဲ့တဲ့ကြီးဖော်ပြလိုက်တယ်နဲ့မတူဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့တယောက်သောပုဂ္ဂိုလ်ကဖျားသခင်ကလေတဲ့ယောရှုတယောက်တည်းစကားကိုကွက်နားထောင်ပြီးတော့နေကြီးကိုရက်ခိုင်းတာအဟုတ်မဟုတ်ဘူးတဲ့ကိုလိုကန်လန်ကြီးတဲ့ဟုတ်တယ်အဲ့ဒီကိုလိုကန်လန်ကြီးကိုသူလုံနိုင်တယ်လုံပိုင်ခွင့်လည်းရှိတယ်သူ့ရဲ့ထာဝရဘုရားဝိညာဉ်ကိုလူစားတိအဖြစ်ခံယူပြီးတော့အပြိုကညာဝန်းကနေမွေးဖွားစေဆိုတော့လေမွေးရတာလေအဲ့ဒါလေကိုလိုကန်လန်ပဲမဟုတ်ဘူးလားအဲ့ဒီကိုလိုကန်လန်နီးနေပဲအပြစ်ကဘာဟာအသက်လန်းကိုပြန်ပြီးတော့ရရှိခဲ့တယ်ကျွန်တော်တခါထပ်ပြောမယ်နှုတ်ကပတ်တော်မှာ
အတိတ်ပဲမရှိတာတခုမှမရှိဘူးကျွန်တော်တို့နားမလဲတယ်လားရှိရင်ရှိမယ်အခုယောရှုကနေကိုခစ်တိုက်ရက်ခိုင်းတာအသာထားအောင်ဓမ္မရာဇဝင်စရုပ်ထစာဆောင်အခန်းကြီး20အငယ်8ကနေ7အတွင်းမှာဖတ်ကြည့်ကြပါဦးဟေဇကိမင်းအတွက်အသက်ရှည်စေမယ်ဆိုတဲ့နမိတ်လက္ခဏာအဖြစ်10ချက်ရှေ့ကိုတိုးပြီးတဲ့နာယီကို10ချက်နောက်ပြန်ဆုတ်အောင်လို့ပရောဖက်ဟေရှာယကနေပြီးတော့လှုပ်ပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့ထပ်ပြီးတွေ့ရပါလိမ့်ဦးမယ်ဒီအချက်တွေကိုဖော်ပြရင်အောက်မေ့ရမယ်ကြံ့ကတော့ဆာလံကြမ်းမဲ့ဖြစ်ပါတယ်90ခုမြောက်သောဆာလံအငယ်4ကနေစပြီးတွေ့ရတယ်ဘုံတကူတော်အကြောင်းပါပဲရှေ့တော်၌အနှစ်1000သည်လွန်ပြီးသောမနေ့ကဲ့သို့၎င်းညရန်တရန်ကဲ့သို့၎င်းဖြစ်ပါ၏လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ၏သူတို့သည်အိပ်ပျော်ခြင်းကဲ့သို့ဖြစ်ကြပါ၏လူသည်မြက်ပင်ကဲ့သို့နက်နဲ့အချိန်၌တိုးပွားတတ်ပါ၏ညဦးအချိန်၌ကရိပ်၍ညှိုးနွမ်းပါ၏တဲ့။ကိုင်းဒီအချက်ဟာဘုရားသခင်ရဲ့အနန္တတကူတော်နဲ့သူချစ်ရတဲ့လူသားတို့ဘဝခြားနာချက်ကိုဖော်ပြနေတာပဲမဟုတ်ဘူးလား။အခုဆက်လက်ပြီးတော့သူချစ်တဲ့လူသားတို့အပေါ်မှာသူ့ရဲ့ချဲလဲခဲ့ခြင်းအကြောင်းများကိုဣသရေလတို့ကနေတစ်ဆင့်ဆက်လက်အကဲခတ်ကြပါအောင်စို့။ယောရှုမှတ်စာအခန်းကြီး30အငယ်15မှ19ထို့နောက်ယောရှုသည်ဣသရေလလူအပေါင်းတို့နှင့်တကွဂိလဂါလတပ်သို့ပြန်သွား၏မင်းကြီး၅ပါးတို့သည်ပြေး၍မက္ကရာလှိုင်ကောင်း၌ပုံလျက်နေကြ၏မက္ကရာလှိုင်ကောင်း၌ပုံလျက်နေသောမင်းကြီး၅ပါးကိုတေ့ပါပြီဟုယောရှုအားကြားလျောက်လျင်ယောရှုကလှိုင်ကောင်းဝပေါ်မှကြီးသောကြောက်တို့ကိုလှိမ့်ပုံ၍လူဆောင်တို့ကိုထားကြလော့သင်တို့မူကားမဆိုင်မလင့်ရန်သူတို့ကိုလိုက်၍မိသမျှသောသူတို့ကိုကွက်မြက်ကြမြို့ထဲသို့မဝင်စေကြနှင့်တင်တို့၏ဘုရားသခင်ထာဝရဘုရားသည်သူတို့ကိုတင်တို့လက်၌အပ်တော်မူပြီးဟုမှားထားလေ၏အဲ့ဒီနောက်မှာတော့အဲ့ဒီလှိုင်ကောင်းတဲ့ဘယင်းတွေကိုထုတ်တယ်ပြီးတော့ဣသရေလတွေကိုအဲ့ဒီဘယင်းတွေရဲ့လေပင်ပေါ်မှာခြေထောက်တွေကိုတင်စေတယ်ဆိုတာကိုတွေ့ရပါတယ်။ဘိုလ်ချုပ်ယောရှုဟာကာလဲဆိုတဲ့တခြားခေါင်းဆောင်တယောက်နဲ့အတူလွန်ခဲ့တဲ့နှစ်ပေါင်း40ခရဲကဒီခါနန်မြေကိုတိုက်ယူရမယ်လို့ယုံကြည်ခဲ့တဲ့လူဘုရားသခင်စကားကိုနားထောင်ခဲ့တဲ့လူဆုံးဖြတ်ခဲ့တဲ့လူဖြစ်တယ်။ကြံတဲ့ဣသရေလတွေကအဲ့တုန်းကသွေးလိခြောက်ချပြီးတော့မတိုက်ရဲခဲ့ကြဘူးငါတို့မယားတွေမုတ်ဆိုးမဖြစ်ပြီးတော့သားသမီးတွေဖတဆိုးလေးတွေဖြစ်ကုန်ပါဦးမယ်ဆိုပြီးတော့ညှင်းဆန်ခဲ့ကြတယ်ဖျားသခင်ကိုတော်လှန်ပုန်ကန်ခဲ့ကြတယ်ဆိုတာကိုသတိရဟန်လက္ခဏာရှိတယ်ဒါကြောင့်မလို့သူ့ရဲ့ဣသရေလဗိုလ်မင်းတွေကိုအခုဖမ်းမိတဲ့ခါနန်မင်းကြီးတွေရဲ့လေပင်ဘောမှာခြေထောက်တွေတင်ကြဆိုပြီးတော့သူတို့ကိုရဲစိတ်ရဲမှန်ပွင့်ပေးလိုက်ခြင်းပဲသိတိတင်ပေးလိုက်ခြင်းပဲဖြစ်တယ်လို့ကျွန်တော်ဆိုချင်တယ်ရှေးခေတ်ကာလရဲ့စီရေးပရိယေဒီတွေကအကျင့်တစ်ခုလည်းဖြစ်ကောင်းဖြစ်မယ်လို့တွက်ဆရပါတယ်အငယ်25 26တို့အရာယောရှုဟာအဲ့ဒီဖမ်းမိတဲ့မင်းကြီးတွေကိုဓာတ်နဲ့ကွက်မြက်တယ်တစ်ပင်ငါးပင်မှာအလောင်းတွေကိုဆွဲထားတယ်လို့ကျွန်တော်တို့ဆက်ပြီးတော့ဖတ်ရင်တွေ့ရပါလိမ့်မယ်အလွန်သွေးစွန်းခဲ့သောသမိုင်းဖြစ်ကြောင်းကျွန်တော်အလေးနဲ့ဒီနေရာမှာတင်ပြခြင်းနဲ့ကြောက်မဲ့ဖွဲအဖြစ်အပျက်တွေလို့လည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်ဒါပေမဲ့ကမ္ဘာသမိုင်းဦးစစ်ပွဲတွေရဲ့မြင်ကွင်းဟာအဲ့ဒါပဲအဲ့ဒီအချိန်ကာလမှာ Geneva Convention လို့ခေါ်တဲ့စစ်အကျဉ်းသားများဆိုင်ရာသဘောတူညီချက်တို့နိုင်ငံတကာစီးမြင်တို့ဆိုတာကြီးလည်းမရှိသေးဘူးလေစစ်အကျဉ်းတောင်တွေလည်းမရှိသေးဘူးလိုင်ကောင်းထဲမှာအငတ်ထားပြီးတော့မသေးမချင်းညှင်းဆဲမထားဘဲနဲ့အလင်းအမြန်ထုတ်ပြီးတော့ကွက်မြက်မှုကိုတရားမျှတတယ်လို့တော့ကျွန်တော်တွေးဆနိုင်တယ်အရေးအကြီးဆုံးအချက်ကတော့ဣသရေလလူမျိုးမှတစ်ဆင့်မြင်ရတဲ့ဘုရားသခင်ပြုတော်မူသောပရိညင်တို့ဤပြည်ပြည့်စုံခြင်းဖြစ်တယ်ပြီးတော့ဘုရားသခင်ပြုမှုခြင်းနဲ့လူသမိုင်းအသစ်ကိုတိဆောက်ခြင်းမြေအုပ်တို့ကိုဖြိုဖျက်ကြောက်စစ်ကြောက်သားများနဲ့သမိုင်းသစ်ကိုတည်နေပြီဆိုတဲ့အချက်ကိုအလေးနဲ့ကျွန်တော်တို့ခံယူကြရပါလိမ့်မယ်ယောရှုမှတ်စာအခန်းကြီး30အငယ်29နေဝင်ချိန်ရောက်သောအခါယောရှုစီရင်သည့်အတိုင်းတစ်ပင်မှချပြီးဖြင့်သူတို့ပုံလျက်နေရာလှိုင်ကောင်း၌ပစ်ထား၍လှိုင်ကောင်းပေါ်မှကြီးစွာသောကြောက်တို့ကိုစုပုံကြ၏ထိုကြောက်ပုံသည်ယနေ့တိုင်အောင်ရှိ၏မိတ်ဆွေများခင်ဗျာအ ਨੇ ဆုံးအာမောရိအမျိုးကမင်းကြီး၅ပါးကိုတပ်ဖြတ်မြုပ်နှံပစ်လိုက်ခြင်းဟာဣသရေလရဲ့ရန်သူအုပ်စု၅ခုကိုမိကိုရေနဲ့ပတ်လိုက်လို့ရှဲကနေချုပ်ရင်းသွားစီပြီဒီစစ်ပွဲကြီးမှာယောရှုဥဆောင်တဲ့ဣသရေလတို့အောင်မြင်သွားပြီဒီအလောင်း၅ခုကိုတညတွင်ချင်းအခုလိုမြုပ်နှံတာဟာတရားဟောရာကျမ်းမှာတွေ့ခဲ့ရတဲ့ပြည့်ညတ်တော်စီကံကြောင့်ဖြစ်တယ်ဒါကိုအခုလိုပြန်ဖတ်ကြည့်ကြပါတရားဟောရာကျမ်းအခန်းကြီး21အငယ်23အဖေကောင်ကိုတစ်တိုင်၌တညလုံးမထားရထိုနေ့ချင်းတွင်မြေ၌ဆက်ဆက်မြုပ်ရမည်တစ်တိုင်၌ဆွဲထားခြင်းကိုခံရသောသူသည်ကျိန်ဆဲခြင်းကိုခံရသောသူဖြစ်၏သင်၏ဘုရားသခင်ထာဝရဘုရားသည်သင်အမွေခံစရာဖို့ပေးတော်မူသောပြည်၌မညစ်ညူးစေမည်အကြောင်းထိုသို့ပြုရမည်ဆိုတဲ့အချက်ပါပဲ။ကာမန်အဖြစ်ဣသရေလတရားစီရင်မှုမှာ
သေရန်ကိုဂဲနဲ့ပေါက်ပြီးစီရင်ပါတယ်ဒီလိုသစ်ပင်မှာချိတ်ဆွဲတာဟာ6လှမ်းတဲ့မြင်ကွင်းအဖြစ်ဖော်ပြစေခြင်းတဲ့သဘောပါဝင်နေအဝေးကြီးကနေလူသားတွေမျှော်ကြည့်စေခြင်းတဲ့သဘောတရားဆိုပါတော့ဒီမင်းကြီး၅ပါးဟာအာမောရိအနွယ်ဝင်လူမျိုး၅မျိုးစလုံးအတွက်အပြည့်သက်စီရင်ခံလိုက်ရပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လို့ဖတ်ခဲ့ရတဲ့ကြမ်းကြက်အတိုင်းကြိမ်ချင်းကိုခံရတယ်လို့လည်းဆိုနိုင်တယ်အဲ့ဒီလိုပဲပေါ့ဣသရေလရဲ့နှောင်သမိုင်းမှာကြိမ်ချင်းကိုခံရပြီးတော့ကားတိုင်းမှာဆွဲတင်အသက်ခံရသူတယောက်ရှိလာပြန်တယ်သူကတော့တခြားမဟုတ်ဘူးကယ်တင်ရှင်သခင်ခရစ်တော်ပဲဘယ်လိုကြိမ်ချင်းကိုခံရတယ်ဆိုတာကိုတော့ဂလာတိဩဝါဒစာဆောင်အခန်းကြီး3အငယ်73ကနေအခုလိုအဖြေပြလိုက်ပါတယ်ကျမ်းစာလာပြီနဲ့အညီခရစ်တော်သည်ငါတို့အတွက်ကြောင့်ကြိမ်ချင်းကိုခံရသောသူဖြစ်၍ငါတို့ကိုပြည့်ညက်တရားဤကြိမ်ချင်းမှရွေးနှုတ်တော်မူပြီဆိုတဲ့အဖြေပါပဲပြည့်ညက်တရားတွေကိုယ့်ရဲ့ကောင်းမှုကုသိုလ်တွေအဘိဓမ္မာအာကိုမှုတွေနဲ့ဘယ်လိုမှအပြစ်ဘဝကမလွတ်နိုင်ပြီကျွန်တော်တို့လူသားအလုံးအတွက်ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့သေခြင်းဟာကျွန်တော်အပေါ်မှာရှိခဲ့ဘူးတဲ့ကျိန်စာများကိုကိုယ်တိုင်ခံယူ၍ကိုစားအသေးခံခြင်းနဲ့ပြသခဲ့သောအနန္တမေတ္တာတော်သာဖြစ်တဲ့အကြောင်းတင်ပြလိုက်ပါရစေယောရှုမှတ်စာအခန်းကြီး30အငယ်41မှ43အဆုံးထိကာဒေရှဘာနာမြို့မှစ၍ဂါဇမြို့တိုင်အောင်၎င်းဂေါရှင်ပြည်တပြည်လုံးနှင့်တကွဂိဘောင်မြို့တိုင်အောင်၎င်းလှုပ်ကြံ၍ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားသည်ဣသရေလအမျိုးဘက်မှစစ်တိုက်တော်မူသောကြောင့်ထိုပြည်များနှင့်တကွမင်းကြီးအပေါင်းတို့ကိုတခါရီအောင်လေ၏ထို့နောက်ယောရှုသည်ဣသရေလလူအပေါင်းတို့နှင့်တကွဂိလဂါလတပ်သို့ပြန်သွား၏ရှင်းနေပါပြီလူမျိုးတော်ရဲ့အောင်ပန်းနဲ့ရယူခြင်းဆိုတာဟာဘုရားသခင်ပေးသနာလို့သာရခဲ့တဲ့ကျေးဇူးတော်များသာဖြစ်တယ်ဒီလူမျိုးတော်ကနေပေးလိုက်တဲ့သင်ခန်းစာကတော့ကျွန်တော်လူသားများအားလုံးတို့ဟာလေကယ်တင်ရှင်သခင်ခရစ်တော်အားဖြင့်လူဘဝအောင်မြင်ခြင်းများကိုစုခူးရယူနိုင်တယ်။ကောင်းကင်ဘုံမှဆုကျေးဇူးများအားလုံးကိုခရစ်တော်အားဖြင့်ကျွန်တော်ရရှိခံစားနိုင်တယ်။ဒီဂရိတော်ကိုကျွန်တော်ဟာသင်သိရသောတမန်ကျမ်းစာတစ်လျှောက်လုံးမှာထင်ရှားစွာတွေ့သွားကြရမှာဖြစ်ပါကြောင်းတင်ပြလိုက်ပါရစေ။မိတ်ဆွေတော်တတ်ရှင်အပေါင်းတို့ခင်ဗျာ။အခုအချိန်မှာတော့ကျွန်တော်ဟာယောရှုမှတ်စာအခန်းကြီး7နဲ့7ကိုတပေါင်းတစည်းဒီလေ့လာသွားဖို့ရန်ရှိပါတယ်။မိတ်ဆွေတို့ဆက်လက်နားဆွင့်တော်မူကြပါပြီးခဲ့တဲ့ယေရီခေါတိုက်ပွဲကစပြီးမြင်ရတဲ့တိုက်ပွဲတွေဟာခါနာန်နိုင်ငံရဲ့တောင်ဘက်စစ်မျက်နှာပြင်လို့ကျွန်တော်ဆိုချင်ပါတယ်အခုယောရှုမှတ်စာအခန်းကြီး7နဲ့7တို့ကတော့မြောက်ဘက်စစ်မျက်နှာကိုစစ်မျက်နှာဖွင့်ခြင်းအဖြစ်ကျွန်တော်ဖော်ပြသွားလိုပါတယ်ယောရှုမှတ်စာအခန်းကြီး7အငယ်1မှ6ထိုသတင်းကိုဟာဇော်မင်းကြီးယာဘိန်သည်ကြားသောအခါမာဒုံမင်းကြီးယောဘရှိမြုံမင်းကြီးအာခါရှမင်းကြီးတို့ထံသို့၎င်းတောင်ရိုးမြောက်ဘက်အရက်ဂင်းနေသရက်မြို့တောင်ဘက်လွင်ပြင်အရက်ဂျိုင်တဲ့အရက်အနောက်မျက်နှာဒေါရပြည်နယ်၌ရှိသောမင်းကြီးများထံသို့၎င်းအရှိအနောက်၌နေသောခါနနိလူတောင်ပေါ်မှနေသောအာမောရိလူဟိတ္တိလူဖေရဇိလူယေဗုသိလူမိဇပါပြည်ဟေရမုန်တောင်ချေ၌နေသောဟိဝိလူတို့ရှိရသော၎င်းဆေလွှတ်၍ထိုမင်းကြီးများတို့သည်အရေးအတွက်အားဖြင့်သမုတ်တရားသဲလုံးနှင့်အမျှအလွန်များစွာသောဘိုးပါအပေါင်းမြင်းများယထာများအပေါင်းတို့နှင့်တကွထွက်လာကြ၏ထိုမင်းကြီးအပေါင်းတို့သည်စီဝေးလျက်ဣသရေလအမျိုးကိုတိုက်ချင်းကချီလာ၍မေယုံအိုင်နားမှတစုတည်းတက်ချလျက်နေကြ၏ထာဝရဘုရားကလည်းသူတို့ကိုမကြောက်နှင့်ငါသည်နက်ဖြန်နေ့ယခုအချိန်၌ဣသရေလအမျိုးရှိမှထိုသူအပေါင်းတို့ကိုအသေးအပ်မည်မြင်းတို့၏ခြေကြောကိုဖြတ်ရမည်ယထာတို့ကိုမိရှို့ရမည်ဟုယောရှုအားမိန့်တော်မူ၏ယာဘိန်လို့အမည်တွင်တဲ့ဟာဇော်မင်းကြီးဆိုတာကတော့ခါနာန်မြောက်ဘက်တလွှားမှာအတော် popular ဖြစ်တဲ့စူပါစတာဘုရင်ကြီးဖြစ်လိမ့်မယ်တောင်ဘက်ကမင်းနေသတင်းကိုရပြီးဆိုကြတဲ့မြောက်ဘက်ကိုတော့ဣသရေလတွေလာတော့မှာကိုကြိုပြီးတွက်တဲ့အတိုင်းလည်းမှန်တာပေါ့အမျော်မြင်ကြီးမားတဲ့ဘုရင်ကြီးပေါ့ပြီးတော့ဣသရေလဒေကိုငါတို့ခါနန်မြောက်ပိုင်းကတပ်ဖွဲ့တွေညီညွတ်နဲ့ဝိုင်းပြီးတော့တိုက်မယ်ဆိုရင်အောင်လိမ့်မယ်ဆိုပြီးတော့တခြားမင်းကြီးတွေနဲ့လူစုပြီးတော့မေယုံဆိုတဲ့အိုင်နာမှာတက်ချပြီးနေကြတယ်တဲ့တနည်းအားဖြင့်တော့သူတို့နိုင်မယ်ဆိုပြီးတွက်တဲ့အတိုင်းအဲ့ဒီနေရာမှာတော့လွဲတယ်မိတ်ဆွေတို့ရေအမျော်အမြင်တို့ဘုဟုတုတ္တတို့ပညာအရေးအချင်းတို့ဆိုတာတွေဟာဘုရားသခင်နဲ့ပတ်သက်လာရင်တော့ဖွဲနဲ့စကွဲတွေကြီးပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အလေးနဲ့မှတ်ထားကြဖို့ဒီနေရာမှာတင်ပြရင်းနဲ့ဇက်လန်းကိုပြန်ပြီးဆက်ပြရစီအဲ့ဒီအမျော်အမြင်သမားကြီးတွေနဲ့သဲလုံးမကရှိတယ်ဆိုတဲ့အေယာမအင်အားကြီးတို့ရဲ့အဖြစ်အကြောင်းကိုဆက်ပြီးတော့နားဆွင့်ကြပါအငယ်9နဲ့10ယောရှုသည်လည်းမိမိစစ်သူရဲ့အပေါင်းတို့နှင့်တကွမေယုံအိုင်နာသို့အမှတ်တမဲ့စစ်ချီ၍တိုက်လေ၏
ထာဝရဘုရားသည်သူတို့ကိုဣသရေလအမျိုးသားတို့လက်၌အပ်တော်မူသဖြင့်သူတို့ကိုလှုပ်ကြံ၍ဇီဒုံရဗ္ဗာမြို့မိသရဖောသမိန်မြို့အရှိဘဲအရှိမျက်နှာမိစပါဂျိုင်တိုင်အောင်လိုက်၍တယောက်ကိုမျှမကြံကျွင်းစေခြင်းကလှုပ်ကြံကြ၏ရှင်းပါတယ်နော်ဖျားသခင်ကမိစိန်ပြထားတယ်ဂရိပေးထားတယ်အမိန့်နေချထားတယ်ဒါကိုနိဗ္ဗဟဆိုပြီးတော့တက်ထဲမှာငုတ်တုတ်ထိုင်နေလို့မရဘူးအချိန်တန်ရင်နဘိန်ကံမှာပဲဆိုပြီးမှိန်ပြီးတော့မနေရဘူးအလုတ်လုတ်ဖို့လိုတယ်တာဝန်တိတိတစ္ဆာရှိရှိအမှုထမ်းဖို့လိုတယ်အခုဘိုလ်ချုပ်ယောရှုရဲ့နီးဗျူဟာတွေဟာဆိုရင်ခါနန်ကိုနှစ်ပိုင်းခွဲပြီးတော့တစ်ပိုင်းကိုခြေကုပ်အရင်ယူကြံအပိုင်းကိုလျှက်တစ်ပြက်တိုက်တဲ့နီးဖြစ်ပါတယ်အဲ့ဒီနီးဟာနှောင်းပိုင်းကာလ Greek ဘုရင် Alexander the Great တို့ရောမဘုရင် Julius Caesar တို့ပြင်သစ်ဧကရာကြီး Napoleon တို့လိုက်ပြီးတော့ကျင့်သုံးခဲ့တဲ့နီးဗျူဟာကြီးတစ်ခုဖြစ်လာခဲ့ပါတယ်ယောရှုမှတ်စာအခန်းကြီး7အငယ်16နဲ့19ထိုမင်းကြီးအပေါင်းတို့ကိုကာလကြာမြင့်စွာစစ်တိုက်ရ၏ဟီဝီလူဂိပေါင်မြို့သားမှတပါဣသရေလအမျိုးသားတို့နှင့်မိသဟာယဖွဲ့သောမြို့တစ်မြို့မှမရှိအခြားသောမြို့ရှိသမျှတို့ကိုတိုက်၍အနိုင်သိမ်းယူကြ၏မိတ်ဆွေအပေါင်းတို့ခမညာဒီအချက်ဟာခါနန်မြောက်ဖက်စစ်မျက်နှာပြင်ဘလောက်ထိကြမ်းတမ်းပြီးတော့ကြာညောင်းတိုက်ခဲ့ရတယ်ဆိုတာအထင်ရှားပေါ်စေတဲ့အချက်ပဲကျွန်တော်တို့ဒီအချက်တွေကိုအသေးစိတ်သိနိုင်အောင်လို့ယောရှုမှတ်စာအခန်းကြီး7အငယ်8ကနေ18အတွင်းမှာဖတ်ကြည့်မယ်ဆိုရင်ပုံမိုပြီးတော့သဘောပေါက်နိုင်မယ်ဖြစ်တယ်လို့ကျွန်တော်အားပေးလိုပါတယ်အခုအခန်းကြီး7ရဲ့ဏိဂုံးအငယ်23ရဲ့ဖော်ပြချက်မှာတော့ထာဝရဘုရားသည်မောရှေကိုမိန့်တော်မူသည့်အတိုင်းယောရှုသည်ထိုပြည်တစ်လျှောက်လုံးကိုသိမ်းယူ၍ဣသရေလအမျိုးအနွယ်အသီးသီးတို့အားအမွေပေးသဖြင့်တပြည်လုံးစစ်ငိမ့်လေ၏အလွန်ထိမိပြီးတော့စကားနောက်မှာတရားပါတဲ့ကျမ်းစကားလို့ကျွန်တော်ခံယူပါတယ်ကျွန်တော်လူသားများရဲ့ဘဝဟာတောလေယာကျမ်းကအမှောင်နဲ့မဲမဲဘာမှမသဲကွဲသောခရီးမှာရှောက်လန်းရတဲ့ဣသရေလတို့ရဲ့ဘဝအတိုင်းလိုပဲဖြစ်ပါတယ်လောကရန်ဘဝခရီးလမ်းကနေပြီးတော့ဘုရားသခင်ဟာကျွန်တော်တို့အတွက်ကောင်းကြီးမင်္ဂလာများနဲ့အတူထာဝရအသက်ဆိုတဲ့ဆုကျေးဇူးကိုကယ်တင်ခြင်းတရားအားဖြင့်ချထားပေးသနာထားပြီးဖြစ်ပါတယ်တနည်းအားဖြင့်တော့ဘုရားသခင်ပေးသောလူသားတို့အတွက်ကျေးဇူးတော်အမွေပဲမဟုတ်ဘူးလားအဲ့ဒီဆုကျေးဇူးကြီးကိုခံစားရပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ဘဝအသက်တာတွေဟာစုံလင်ခြင်းပြေဝခြင်းငြိမ်းချမ်းခြင်းနဲ့တကွအနန္တကျေးဇူးတော်ကိုခံရပြီလို့ကျွန်တော်အလေးအနက်မှတ်သားထားကြရပါမယ်ဒါရီယာကျွန်တော်လူသားတိုင်းမျှော်လင့်တောင့်တကြတဲ့ဆုကျေးဇူးများဖြစ်တယ်လို့မနုဿလူသားတိုင်းအဖို့ရယူတိုက်လာတဲ့ဆုကျေးဇူးများဖြစ်တယ်လို့သင်ခန်းစာယူကြဖို့ရမေတ္တာရက်ခံလိုက်ပါတယ်ယောရှုမှတ်စာအခန်းကြီး7ကိုကျွန်တော်ဖော်ပြရမှာအသေးမစိတ်ပါဘူးဒါပေမဲ့နှုတ်ကပတ်တော်ကတော့အသေးစိတ်ဖော်ပြပါတယ်ဒါဘုရားသခင်ရဲ့သဘောတော်ကိုသိပါစေတယ်လို့ကျွန်တော်အလေးနဲ့ခံယူပါတယ်အငယ်1ယော်ဒန်မြစ်အရှိနေထွက်ရာဘက်၌အာနုံမြစ်မှစ၍ဟေရမုန်တောင်တိုင်အောင်အရှိလွင်ပြင်ရှိသမျှပါလျက်ဣသရေလအမျိုးသားတို့သည်လှုပ်ကြံ၍သိမ်းယူသောပြည်ကိုအစိုးရသောမင်းကြီးများဟုမူကားအဲ့ဒီလိုအစချီတဲ့ယောရှုမှတ်စာအခန်းကြီး7ဟာခါနန်မြေမှာဣသရေလတို့မတိမီတိဆောက်ခဲ့တဲ့နိုင်ငံတော်များနဲ့မင်းကြီးများတို့ရဲ့အသေးစိတ်အကြောင်းချင်းရာတွေပဲဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူတွေဟာကိုယ့်ရဲ့ဘဝအသက်တာအသီးအသီးမှာဘုရားသခင်ကိုဆုတောင်းတဲ့အချိန်ကိုယ့်ရဲ့အတွင်းအစ္ဆထနှလုံးသားမှာဖြစ်ပျက်နေသမျှတွေကိုရဲရဲရင်ရင်ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြီးတော့ပြေပြည့်တောင်းပန်ကြည့်ကြပါရဲ့လားရင်ဖွင့်ပြီးအသနာခံတတ်ကြပါရဲ့လားဒါကိုဒီနေရာမှာပြန်ပြီးတော့စဉ်းစားတိုက်လာပါတယ်ဖျားသခင်ကတော့မဟာစီးမြင်တွေထာဝရဗြိညင်တွေနဲ့ကျွန်တော်တို့ကိုချုပ်ကင်တဲ့အချိန်ကြီးရှိတယ်လို့အလွန်တရာအံ့ဩဖွယ်ကောင်းလောက်အောင်အသေးစိတ်ဆန်းစောင့်ကြည့်နေခဲ့ဘုံတွေကိုလည်းကျွန်တော်တို့ဒီသမာကျမ်းစာအဖြစ်လေ့လာမိကြမယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ဓမ္မဟောင်းကျမ်းတွေမှာသူ့ရဲ့ဖန်ရှင်းရတဲတော်အတွက်ဣသရေလလူမျိုး12မျိုးရဲ့ခေါင်းဆောင်မင်းတွေကိုသူ့ကိုရစ်ပူဇော်ခြင်းနဲ့ပတ်သက်ပြီးတော့ရွှေဇွန်းတဇွန်းစာရှိတဲ့နတ်သားဘောင်းကိုတောင်းမှသူဟာမမေ့တတ်ဘူးအလေးနဲ့အသိအမှတ်ပြုတယ်ဆိုတဲ့အချက်ကိုကျွန်တော်ရှင်းရှင်းကြီးတွေ့ခဲ့ရပြီးပြီဒါကိုတောလေယာကျမ်းအခန်းကြီး9မှာကျွန်တော်တွေ့ခဲ့ရပြီးသားဖြစ်ပါတယ်ဘလောက်အားဟုတ်ဖို့ကောင်းတယ်လေအသေးစိတ်ဘုရားသခင်ရှုမှတ်တယ်နော်အဲ့ဒီလိုပဲဖန်ရှင်းခြင်းမဖန်ရှင်းခြင်းစီဖာခြားနာမှုတွေသူ့ကိုဝတ်ပြုဖို့ထိုက်တန်မှုရှိမရှိတွေစစ်ဆေးမှုတွေပြုလို့ရမှာလေလိုက်နိုင်ရန်ဥပဒေသားတွေဟာအလွန်စိတ်ဆက်တယ်အနုစိတ်ခဲ့တယ်ဆိုတာကိုပေထက်မှာအခရာများအဖြစ်နှုတ်ကပတ်သမာကျမ်းစာတော်ဟာတင်ခဲ့တဲ့အကြောင်းကိုကျွန်တော်တွေ့ခဲ့ကြပြီးပါပြီဖျားသခင်ကိုကျွန်တော်ဟာအသေးစိတ်ဆန်း
တုံ့ပြန်မေတ္တာထားတော်သူများဖြစ်ကြပါစို့ဖျားသခင်ဟာလူပုံခန်းဝါရဲ့ပြဿနာတွေအလဲမှာရှိပါလေစားဆိုတဲ့အတွေ့အမျိုးကိုကျွန်တော်စဉ်းစားတတ်ကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီအတိုင်းပဲဖြစ်ခဲ့ဘူးတယ်မစဉ်းစားနေကြပါနဲ့ဖျားသခင်ဟာအစဉ်အမြဲကျွန်တော်မိတ်ဆွေတို့ရဲ့အစ္ဆဒအသင်္သရဏတွေကိုသိတယ်ကျွန်တော်မိတ်ဆွေတို့ရှင်သန်ရာလူပုံခန်းဝါရဲ့ပြဿနာတွေအလဲမှာအစဉ်အမြဲရှိတယ်သူဟာနန်ဝိညာဉ်ဖြစ်တယ်မဟုတ်ဘူးလားပြီးတော့သူဟာအကျင့်မဲ့သိကျွန်းနားလေတယ်လို့ကျွန်တော်အလေးနဲ့ပြောချင်ပါတယ်သူသိပြီးသားအရာတွေပဲဆိုပြီးကျွန်တော်တို့ကတင်ပြဖို့မလိုတော့ဘူးသူကြည့်လို့လိမ့်မယ်လို့ယူဆပြန်ရင်လည်းဒါဟာမဟုတ်ပြန်ဘူးဖန်ဆင်းရှင်ဆိုတဲ့အဖဖျားသခင်ပေါ်မှာကျွန်တော်တို့ရဲ့ကြောခိုင်းခြင်းအလေးနဲ့မရှိခြင်းပေါ်ဆစွာယုံကြည်ကိုးကွယ်ခြင်းလို့ကျွန်တော်တို့ပြန်ပြီးတော့ဒီကိစ္စမှာဆုံးဖြတ်ရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ရဲ့အသေးစိတ်ဖော်ပြတော်မူခြင်းတွေမှတ်သားတော်မူခြင်းတွေကိုကျွန်တော်တို့မြင်ခဲ့ရပြီမဟုတ်ဘူးလားဖျားသခင်ဟာဒီအချက်တွေကိုကျွန်တော်တို့ကိုသိအောင်တမင်ထင်ရှားစွာဖော်ပြထားပြီးဖြစ်လို့ကျွန်တော်တို့ရဲ့တုံ့ပြန်ခြင်းကိုလည်းသူဟာလိုလိမ့်မယ်လိုလားလိမ့်မယ်သူ့ရဲ့ကျေးဇူးဂရုဏာတော်နဲ့အညီကျွန်တော်တို့ရဲ့တုံ့ပြန်မှုတွေဟာလေလိုက်လျောညီထွေရှိတတ်တယ်လို့ကျွန်တော်ဒီနေရာမှာအလေးအနက်ဆိုချင်ပါတယ်62ခုမြောက်သောဆာလံမှာဒါဝိဒ်မင်းကြီးကအခုလိုဖော်ကျူးထားပါတယ်ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍အမြင့်ဆုံးသောဘုရား၏နာမတော်ကိုထောမနာပြီးခြင်းဆိုခြင်းက၎င်းစောင်းနှင့်တကွကျိုးဆယ်ပင်ရှိသောဒုရိယာတယောမိချောင်းတို့ကိုတီး၍ဂယုဏတော်နှင့်သစ္စာတော်ကိုနန်းတဲ့အချိန်ညအချိန်အစဉ်အတိုင်းပြုခြင်းက၎င်းလျှောက်ပတ်ပေ၏အိုးထာဝရဘုရားအမှုတော်များအားဖြင့်အကျွန်ုပ်ကိုဝမ်းမြောက်စေတော်မူသည်ဖြစ်၍လက်တော်နှင့်ပြုပြင်တော်မူသမျှတို့ကြောင့်ရှင်လန်းစွာဖြစ်ခြင်းဆိုပါမည်အိုးထာဝရဘုရားစီရင်တော်မူသောအမှုတို့သည်ကြီးမား၍အကြံအစီတော်လည်းအလွန်နက်လှပါ၏တရိษံသဘောရှိသောသူမသိမိုက်သောသူနားမလဲသောအမှုအရာဟုမူကားမတရားသောသူတို့သည်မျက်ပင်ကဲ့သို့ပေါက်၍အတ္တမအမှုကိုပြုသောသူတို့သည်ပွင့်လန်းကြသောအခါထာဝရပျက်စီးခြင်းသို့ရောက်ရသောအကြောင်းပေ၏ဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့ဒီလိုနည်းနည်းကျေပြန့်ရတဲ့ထာဝရဘုရားသခင်ရဲ့စီရင်တော်မူချက်နဲ့ကင်းလွတ်သောအရာဆိုတာဟာလူသမိုင်းရဲ့ဘယ်နေရာမှမရှိနိုင်ကြောင်းကိုတင်ပြရတဲ့ကျွန်တော်ဟာဒီသတင်းကောင်းကိုမိတ်ဆွေတို့အားဝေမျှရတဲ့အခွင့်အတွက်ကြောင့်ဝမ်းမြောက်မဆုံးဖြစ်မိစေပါပဲခင်ဗျာနောက်တစ်ချိန်စီစဉ်မှာယောရှုမှတ်စာခန်းကြီး73နဲ့အခန်းကြီး14တို့ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်နှုတ်ကပတ်တော်ကြားနာခံယူတော်သူများအားလုံးအပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေရှင်